နော်ပကြီးကားနောက်ခံတယ် ဟုတ်ကဲ့ဗျပကြီးကားနောက်ခံတယ်ဗျဒီပကြီးကကြတော့ကျွန်တော်တို့ကဟို client ပေါ့နော်ဒီရဲ့အနောက်မှာပေါ့နော် background လေးကို body ညောင်ပင်လေးထည့်ရင်ပို့ပြီးတော့တက်ပယ်မယ်ဆိုပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဖန်တီးထားပေးတာပါခင်ဗျဒီကတော့ကျွန်တော်တို့ကခြံအကျယ်ဝန်းကတော့ပေ40ပေ60ဖြစ်ပြီးတော့အိမ်အကျယ်ကတော့ကျွန်တော်တို့45ပေ25ပေပဲဖြစ်ပါတယ်ခင်ဗျအထက်မြင်ကတော့ကျွန်တော်တို့ကနှစ်ထပ်ခွဲဖြစ်ပါတယ်ခင်ဗျစစချင်းမြင်လိုက်ရတော့ဒီပကြီးကားဆိုမဲ့သူကကြောက်ပြားနဲ့လှုပ်ထားတဲ့ထဲဝါမှုကိုစခံစားလိုက်ရဆက်တကားဖွင့်လိုက်တော့အဲကမ်းမှာကျတော့ light tray ကိုမှကျွန်တော်တို့ကခယူပတ်ပုံစံမျိုးတက်ဆင်ထားပြီးတာပါခင်ဗျဟောဒါရီချိုးကန်ရုပ်မုံလား toilet ပေါ့ဟုတ် toilet ဗျဟောတခန်းကြီးမှာအဲ့လိုပါရနော်ဟော master bed ခန်းတိုင်းမှာရေချိုးကန်ရေချိုးကန်လည်းပါတယ်ပါခိုင်ကျိုးတို့မတွေ့ရကြပြီเนาะအားကြောင့်ဒီနေ့ခိုင်ကျိုးကအိမ်လှလှလေးတစ်လုံးကနေကျေးဇူးတင်ပါတယ်ဒီတိုင်းကအိမ်မက်ရှိတယ်ကိုမိသားစုလေးနဲ့နွေးနွေးထွေးထွေးလေးနဲ့အဲ့လိုအိမ်လှလှလေးနဲ့နေကျင်ကြတာဒါအားလုံးရဲ့အိမ်မက်ပဲခိုင်ကျိုးလည်းအဲ့ဒါကြောင့်ဒီအိမ်လေးကိုလာကြည့်ရပါတော့เนาะအရန်လှတဲ့ဖွဲ့စည်းပုံလေးတွေပရိသတ်တွေနဲ့တူတူလဲကြည့်ကျင်တာအဲ့ဒါကြောင့်မလို့လိုက်ခဲ့ပါခိုင်ကျိုးကတော့အိမ်ရဲ့ဖွဲ့စည်းပုံတွေနောက်ပြီးတော့အိမ်ဘလို့စောက်ထားတာတိချာမသိဘူးအဲ့ဒါကြောင့်ပရိသတ်ကြီးနဲ့တူတူကြည့်အောင်လိုက်ခဲ့เนาะစစချင်းမြင်လိုက်ရတော့ဒီပကြီးကားဆိုမဲ့သူကကြောက်ပြားနဲ့လှုပ်ထားတဲ့ခိုင်ကျိုးတိချာတော့မသိဒါရောမြင်လိုက်တာနဲ့ဘလို့ခံစားရလဲဆိုတော့လေထဲဝါမှုကိုစခံစားလိုက်ရဆက်တကားဖွင့်လိုက်တော့ဝါဆိုပြီးတော့အမောပန်းလေးတစ်ခုပြည်သွားသလိုပဲပန်းလေးနဲ့အယောင်လေးသုံးထားရလဲညိမ့်တယ်ဟုတ်တိဆက်သွားမယ်ဘာဖြစ်လို့လဲဆိုတော့ခိုင်ကျိုးမိတ်ဆက်ပေးရမယ်သူတွေရှိတယ်နော်လိုက်ခဲ့ပါလို့အားကြောင့်လာလိုက်ခဲ့ပါဒီမှာဒါအိတ်ကန်လေးပေါ့အကိုမင်္ဂလာပါဒါကြောင့်အကိုက Forever Construction ရပါတော့ဒီအိမ်ကိုအဓိကဖန်တီးထားတာပေါ့နော်အဲ့တော့အကိုတာဝန်ယူထားတဲ့အပိုင်းနဲ့နာမည်လေးနဲ့ပြည်သက်တွေကိုမိတ်ဆက်ပေးပါဦးဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်တော့ဆိုင်းဝင်ရကြောပါဗျကျွန်တော်တော့ဒီအိမ်ကို PC တာဝန်ယူတိဆောက်တဲ့ site engineer ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါစစဝင်ချင်းပေါ့စဝင်ချင်းပိုင်းကလေအဓိကအရေးကြီးတာတော့အိမ်ဝင်ပေါက်မှာလုံခြုံရေးပိုင်းရောအရေးကြီးမယ်ထင်တယ်အဲ့ဒါလေးတစ်ချက်လောက်အကိုရှင်းပြပေးပါဦးဒီမှာတကားတွေဖွဲ့စည်းထားတာဆိုသဘောကျလို့ဒီမှာလေဟုတ်နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်းတကားကိုဆွဲကြည့်လိုက်ပါခင်ဗျာအဆွဲရရတယ်6ရက်တော့လိုက်လေဒီကောင်တော့ကျွန်တော်တို့ steel bar တကားကိုအသုံးပြုတာဖြစ်ပါတယ် steel bar တကားလေးအဲကျွန်တော်တို့ safety အတွက် steel bar တကားကိုအသုံးပြုတာဖြစ်ပါတယ်ခင်ဗျာအပြင်မှာလည်းတစ်ချက်အပြင်ကတကားကျတော့ဘာတက်တာဟုတ်ပါဟော်လိုကဟော်လိုတကားလည်းဟော်လိုတကားကိုဖိုက်တယ်တော့ဆွဲရပြူရလဲအဆင်ပြေလောက်ထားလေဒါအိမ်ရဲ့လုံခြုံမှုအရင်အဆင်ပြေရဲ့အဓိကဒါကိုမေးချင်တာအရင်လာတယ်ကျွန်တော်တို့ရဲ့ Forever Construction ရဲ့ဟိုပါပေါ့MD ပြောတာမလို့ဟုတ် MD ပေါ့နော် MD ရဲ့ idea ပဲဖြစ်ပါတယ်အော်ဒါဆို Forever နဲ့စောင့်လို့ဆိုတော့အကြံမှာပေးရပါဘောဒီလိုအိမ်ဆက်ဝင်ချင်းမှာဟုတ်ကဲ့ဗျာကျွန်တော်တို့တအိမ်လုံးမှာပါဝင်မဲ့ဖွဲ့စည်းပုံပေါ့နော်လှပမှုပေါ့နော်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့က advice လုပ်ပါတယ်ခင်ဗျာဒါကြီးဆိုဘလားလောက်ကုန်ကြောင်းမရှိဘူးလေဒီကောင်ကတော့ကျွန်တော်တို့ဒါတော့ကြတယ်အရင်10သိန်းဗျ10သိန်းဒီဘောင်းတွေပါပါမှာပေါ့နော်ဟုတ်အကုန် PC သူပကြီးကားပုံစံကိုကြောက်ပြားဒီကောင်ကကျွန်တော်တို့ကြောက်ပြားကို 3D ကြောက်ပြားပဲ 3D ကြောက်ပြားနဲ့လုပ်တာဟုတ်ကဲ့ပါခင်ဗျာနောက်ဒီမှာပရင်းပေါက်တွေတစ်ချက်ကြည့်အောင်ခိုင်းသူအဲ့ဒါလည်းသဘောကျနေရမှန်တော့မှန်ပဲဒါပေမဲ့ဒါပါဒီကောင်လေးကကျွန်တော်တို့ကအလူမီနီယံပေါ့နော်အလူမီနီယံကျွန်တော်တို့က temper glass အသုံးပြုထားပေးပါတယ်ခိုင်မာမှုရှိအောင်ကျွန်တော်တို့ကဒီ iron grey ပေါ့နော် steel tan band ကိုအသုံးပြုထားပေးပါတယ်ဒီကတော့ကျွန်တော်တို့အလင်းကိုကာကွယ်အောင်ပေါ့ဗျာဒီကတော့ကျွန်တော်တို့ကခြံအကျယ်ဝန်းကတော့ပေ40ပေ60ဖြစ်ပြီးတော့အိမ်အကျယ်ကတော့ကျွန်တော်တို့45ပေ25ပေပဲဖြစ်ပါတယ်ခင်ဗျာအထက်မြင်ကတော့ကျွန်တော်တို့ကနှစ်ထပ်ခွဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုလေးစောက်ထားဟိုလက်ရလဲအရန်လှရပေါ့နော်ကြည်လိုက်ဒီဝင်ချင်းရစားဈေးနှုန်းရောဘယ်လိုယူလဲအခုဈေးနှုန်းကျတော့ကျွန်တော်တို့က PAE ဟို1 square feet ပေါ့နော်1 square feet နဲ့ယူပါတယ်ခင်ဗျ1 square feet ကို9000ဟုတ်ကဲ့ပါကျန်းကင်းနေရောပဲကျန်းကင်းမှာဆိုလဲဒါဟုတ်ဒါ ground floor မှာဆိုရင်ကျွန်တော်တို့ကကျွန်းပါကေးကိုအသုံးပြုထားဖြစ်ပါတယ်ဒါကြတော့ဒါ client ရွေးထားတာပေါ့ကြိုက်တာခင်းလို့ရလားကိုဟုတ်ကြိုက်တာခင်းလို့ရပါတယ်ခင်ဗျကျွေပြားခင်းချင်လဲရတယ်ကျွေပြားခင်းချင်လဲရကျွန်တော် benign flow ခင်းချင်လဲရတယ်ကိုရီးယားပါကေးခင်းချင်လဲရတယ်ပေါ့နော်ဒါကတော့ client ရဲ့ request ပေါ့ကျွန်တော်တို့ကျွန်းပေါ့နော်ကျွန်းစစ်စစ်ဟိုမှာကျွန်တော်တို့ကျွန်းပေါင်းသားကိုခင်းပေးတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါလေးကိုခိုင်းဆိုရောက်ချင်းတဲ့သဘောကျနေတာတက်ဒီမင်းရောပါလားကိုအော်ဒီမီးအိမ်ကတော့ကျွန်တော်တို့ကဒါက client ကကျွန်တော်တို့တင်မောသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ idea လေးဖန်တီးထားပေးတာပါတတိထားမိတဲ့လောက်တော့မျက်နှာချက်တွေကတနေရာနဲ့တနေရာမတူဟုတ်ကဲ့ပါခင်ဗျဒီမှာဆိုလို့ဒီမှာအဝိုင်းလေးနဲ့သူရိုးရိုးရှင်းရှင်းလေးလောက်ထားဟုတ်ဒီကောင်ကတော့ ceiling light tray ကိုကျွန်တော်တို့က plain ပဲပေါ့နော်ကောင် light tray ရိုးရိုးလေးနဲ့ကျွန်တော်တို့ plain ရိုးရိုးလေးပဲတက်ဆင်ထားပြရဗျ